ခင်းချင်းဒီငပိချက်တွေကိုတည့်ပြီးထည့်ပြီးတော့ဒီလိုချက်ပြပါမယ်ချက်သွန်ဖြူနီကိုကြိတ်ထားမယ်ခင်းချင်းဒီကိုလေးစိတ်စိတ်ထားပါမယ်စီကိုနည်းနည်းများများထည့်ပြီးတော့စီပူလာပြီးဆိုတော့ချက်သွန်အဖြူနီစီတက်မယ်နွင်းထည့်ပါမယ်အနံ့လေးမွေးလာပြီးဆိုတော့ငပိထည့်ပါမယ်အတီကငပိပေါ့နော်ပြင်သူခြေပြီးတော့မှနည်းနည်းကြော်ပေးလိုက်မယ်ရောင်တင်မုန့်လေးထည့်မယ်ပြီးသွားရင်ငုတ်ဒီအကြမ်းမုန့်လေးထည့်ပါမယ်သူမွေးလာတဲ့အထိပြန်ပြီးတော့မှပြန်ကြော်ပေးလိုက်မယ်ပြီးသွားရင်တော့ခင်းချင်းလေးကိုထည့်လိုက်ပါမယ်လိုအပ်တဲ့အရာတော်မုန့်စားစက်တော်မုန့်ညံ့ညံ့လေးအနေနဲ့ထည့်ပါမယ်ပြီးရင်တော့ရေခက်မြများထည့်ပြီးတော့မှသူ့အဖုံးအုပ်ပြီးတော့မှတည်ထားပေးပါမယ်အိုးမကန့်နေအောင်လို့သူ့ကိုဖွင့်ပြီးတော့မှအောက်နည်းနည်းလေးမှွေပါမယ်ပြီးသွားရင်တော့ဒီတည့်ရပြီးလေးကိုထည့်စီလေးပြန်လာပြီဆိုတော့ငရုတ်တီစိမ့်နနံပင်လေးထည့်ပြီးတော့မှပြန်ကြော်ပေးပါမယ်အထားခန့်အောင်လို့နည်းနည်းပို့ပြီးတော့မှကြလေးကြော်ပေးလိုက်တော့ပါခုဆိုရင်ရတာရှိတဲ့ခင်းချင်းဒီမပြီးချက်လေးရပါပြီရှင်